ဒီနေ့ကျွန်တော်ရာသီမရေပွင့်တဲ့ထိုင်းစပယ်လေးကိုအပင်နှစ်ပင်ပွားမှာဖြစ်ပါတယ်အပင်ပွားတဲ့နေရာမှာဂိုင်းရင်ရင်ကိုအခုလိုဓာတ်နဲ့အခောက်ခွာချစ်ပြီးရတယ်တချို့ကြတော့ဒီပလတ်စတစ်ထဲကိုမြေထုတ်စီးတဲ့နီးတော်ပြီးကျွန်တော်ကတော့အခုလိုတစ်ခါသုံးခွက်ကလေးတွေနဲ့တက်ရလေးအမြင့်ထွက်လွယ်အောင်ရေလောင်းတဲ့နေရာမှာလည်းဒီခွက်ထဲကိုရေဝင်ပြီးတော့အမြင့်ထွက်အမြန်အောင်လို့အပင်ပွားတာလွယ်အောင်လို့အခုလိုနီးကိုကျွန်တော်သုံးပါတယ်တို့တက်ရလေးဖြစ်ပြီးရတယ်ကျွန်တော်တို့ကမြေထည့်ပါမယ်မြေထည့်ရနေရာမှာကြက်နေအောင်ထည့်ပြီးတော့ရေလောင်းတဲ့နေရာမှာလည်းဒီခွက်ထဲကိုရေဝင်ပြီးတော့အပင်ပွားလွယ်ပါတယ်ခင်ဗျဒီနေ့ကတော့ကျွန်တော်ထိုင်းစပယ်လေးကိုနှစ်ပင်ပွားပစ်ပါတယ်တစ်လအတွင်းမှာဒီအမြင့်ထွက်လာပြီးတော့ဂိုင်းဖြတ်ပြီးတော့မြေမှာချဆက်လို့ရပြီဖြစ်ပါတယ်ခင်ဗျဒီကတော့ကျွန်တော်နမူနာစလပ်ပန်းပင်ကိုအခုလိုအမြင့်ထုတ်စီးထားတဲ့ဟာလေးကိုပြတင်းဖြစ်ပါတယ်ခင်ဗျတစ်လလောက်ဆိုရင်အမြင့်ကထွက်ပါပြီဒါစလပ်ပင်လေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနီးလေးကိုသုံးခြင်းအဖြစ်အမြင့်ထွက်လွယ်ပြီးတော့အပင်များကိုများများပွားနိုင်သည်ဖြစ်ပါကြောင်းကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါခင်ဗျကျမ်းမာချမ်းသာကြပါစေ